ရောစဉ်ဆိုတာလူကိုခေါ်တာလည်းမဟုတ်ဘူးပစ္စည်းကိုခေါ်တာလည်းမဟုတ်ဘူးဘာခေါ်တာတော့ဆိုလူနဲ့ဒီစိတ်ချားမှာတွေ့တာမှုလေးကိုခေါ်တာကျိုးလေးကိုခေါ်တာအဲ့ဒါလေးသာဖြတ်ရမှာလူကိုဖြတ်ခိုင်းတာမဟုတ်ဘူးပစ္စည်းဥစ္စာကိုစွန့်ပစ်ခိုင်းတာမဟုတ်ဘူးတန်ရောစဉ်ဆိုတာနော်ထင်ရှားအောင်ပြောရမယ်ဆိုရင်စက္ကူရွက်ကလေး2ရွက်ချားမှာနော်စက္ကူလေး2ခုဟာတူတူထပ်ထားပေမဲ့လို့ကတ်မနေဘာလို့လို့တော့ဆိုရင်အဲ့ဒီ2ခုချားမှာကော်မရှိဘူးဂလူးမရှိဘူးမရှိရင်စက္ကူလေးကတူတူတော့ရှိတယ်ကတ်မနေဘူးအကယ်၍သာကော်ထည့်လိုက်မယ်ဆိုလို့ရှိရင်စက္ကူတစ်ခုကတ်သွားရင်တရွက်ဖယ်ရင်နောက်တရွက်ဆုပ်လိုက်အဲ့တော့မြတ်စွာဘုရားကဘာကိုလှုပ်ခိုင်းတာလဲဆိုအဲ့ဒီဂလူးကိုဖယ်ခိုင်းတာစက္ကူကိုဆုပ်ခိုင်းတာမဟုတ်ဘူးနော်စိတ်နဲ့အာယုံကြားမှာတွဲနေတဲ့တန်ရောစဉ်ချိုးအဲ့ဒါကိုဖြုတ်ခိုင်းတာ